ဒီဗီဒီယိုမှာတော့ Microsoft ရဲ့ Outlook Mail ကိုဖုန်းနဲ့အလွယ်တကူဘယ်လိုဖွင့်မလဲဆိုတာကိုအစားဆုံးပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီနည်းလမ်းကို Android ဖုန်း iPhone နဲ့ကွန်ပျူတာတွေမှာလည်းအသုံးပြုနိုင်ပါတယ်။အရင်ဆုံး Play Store မှာ Outlook Mail ကိုရှာပြီးတော့ download ဆွဲပါ။ပြီးရင် app ထဲကိုဝင်မယ် app ထဲကိုရောက်တာနဲ့ app account နဲ့ create new account ကိုတွေ့ပါမယ် create new account ကိုနှိပ်ပါnew email မှာ email တစ်ခုသတ်မှတ်ပေးရပါမယ်အဲမှာ Outlook ကိုဒါမှမဟုတ် Form ကိုဝင်ပြီးတော့ Next ကိုနှိပ်ပါနောက်တစ်ခုက password သတ်မှတ်ပေးရမှာပါပြီးရင်နေတဲ့နိုင်ငံနဲ့မွေးနေ့ကိုထည့်ပေးပါအဲ့ဒါပြီးရင်တော့ကိုယ့်နာမည်ကိုထည့်ပေးလိုက်ပါပြီးရင် next ကိုနှိပ်မယ်အဲ့ဒါပြီးရင် press and hold ပြီးထားပြီမယ်ဒါဆိုရင်တော့ Microsoft account ထားပြီးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတဲ့ပြင် channel ကို like and subscribe လုပ်ထားဖို့မမေ့ပါ